ရင်ချောင်းရင်တစ်ခါပတဲ့ဝါနာဖြစ်လာတော့ကြည့်သူရဲ့ကိုယ်ရှိလို့နောက်ရှက်ဖြစ်ရင်အလွန်လာတဲ့တရေသားမဝင်လို့ပဲကိုယ်ရေကမယူရဲ့စိတ်ဆုံးလိုက်တဲ့ွယ်စားရတဲ့နိုင်ရင်ဝမ်းနေရမယ်သူရှိရဲ့ကိုယ်ရေကမယူရဲ့စိတ်ဆုံးလိုက်တဲ့ွယ်စားရတဲ့နိုင်ရင်လိုက်စံကွယ်ဒီတွေနဲ့အောင်ဖို့စုတောင်းပေးမယ်